ဒီရှက်ကသူကစားပြီးတော့အပေါက်ပေါက်ကလေးကြောက်ပေါက်လေးဖြစ်နေတော့အဲ့ဒါကျွန်တော်နှမျိုးဆက်ကောနဲ့ရောပြီးတော့ဖို့ပြီးတော့ပြန်စားထားတာပေါ့နော်ဒီကောင်ကချောနေအဓိကတော့ဒီနေရာလေးပဲဒီနေရာလေးရအဓိကဒီအတွင်းနဲ့ပြဿနာအဲ့လိုမဟုတ်ဒီနေရာလေးတွေညီနေကိုအဲ့ကောင်လေးတွေမညီရေယူတယ်နော်ဝိုက်ကြီးမလုံးဒီကောင်လေးတွေညီနေမှကြောက်ပေါက်တွေမရှိမှဝိုက်ကြီးရရေလုံးလာပါဗျဒါနှစ်ကောင်ဂျပန်ဟိုပေါင်းနှစ်ကောင်တော့ပြတကောင်ဝဲဂျပန်မှာနော်တကောင်ဝဲဂျပန်ကိုသူကဝိုက်ကြီးရေယူပြီးတော့ရောက်လာတဲ့အလုံးလေးအဲ့ဒါကိုကျွန်တော်ပြင်ထားတာပေါ့နော်ပြင်ထားတော့အခုကတော့ကျွန်တော်ဒီကောင်ကိုဘယ်လိုစားလဲဆိုတာလေးကျွန်တော်ပြမယ်။ဒါလေးရိုက်ရအောင်။မော်တာအဲ့လိုမောင်းပြီးတော့ကျွန်တော်ဒီကောင်လေးကိုဒီလိုလေးဟိုဘက်အနူလေးနဲ့ဖြည်းဖြည်းချင်းလေးပဲစားအများကြီးမဟုတ်ဘူးနည်းနည်းလေးပဲအဲ့လိုလေးစားအဲ့လိုလေးစားပြီးမှညီဝါပြီဆိုတော့မှနည်းနည်းလေးပါညီဝါပြီဆိုတော့မှဒီကောင်ဝါကြီးထည့်လို့ရတာနော်မညီရင်ဝါကြီးထည့်လို့မရပါဘူးဗျာလွယ်တော့မလွယ်အဲ့ဒါကိုဒီကောင်ညီဝါပြီအဲ့ဒါကိုဒီမှာတင်းတင်းဖုန်းနံပါတ်ရေးတာလားသူကဖုန်းနံပါတ်တက်ကြည့်တာအဲ့ဒါကိုဒီကောင်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ဒီဝါကြီးထည့်ပြီးပါပြီပေါ့နော်အခုကထည့်ပြီးပါပြီစောနာထည့်နေတော့ကျွန်တော်ရိုက်မလို့ပါကိုတော့တစ်ပိုင်းဖြစ်သွားလို့အဲ့ဒါအခုမပြောပါဘူးဟိုစတာပြီးသွားနေတာအဲ့ဒါကိုကျွန်တော်ဝါကြီးထည့်ပြီးပါပြီပထမတစ်လုံးထည့်တာကွဲသွားပါပေါ့နော်ဒါဒုတိယတစ်လုံးထည့်တာပထမတစ်လုံးထည့်တာဒီမှာသူကဒီလိုဝိုက်စီဝိုက်စီကတာစီဒီဝိုက်စီလို့လည်းသူကခေါ်ကြရပေါ့နော်ဒီလိုဒီကောင်ဒီလိုအဲ့လိုလေးလာအဲ့လိုလေးလာဒီကောင်ကမကောင်းတော့တာမကောင်းတော့တာကိုကျွန်တော်ကအဲ့ဒါလဲလိုက်တာဒီကောင်ထဲတာဟုတ်လားဒီကောင်တခုကွဲသွားထဲနဲ့ကွဲသွားသူကဒီကောင်ကာဗွန်သားပြောရမှာပေါ့နော်ကာဗွန်သားပြောရမှာပေါ့ဒီကောင်ကောထက်ကိုနုတယ်သူကအဲ့ဒါအရန်နုတော့ပဲ့သွားတာဖိထဲတာပဲ့သွားတာပေါ့နော်ဒီကောင်လေးကအရန်ဖိလို့လည်းမရဘူးလေသူကအရန်ဖိလိုက်ရင်ကွဲသွားရောအရန်ဖိလိုက်ကွဲသွားဒါမျိုးကျွေရဆိုရင်ကိစ္စမျိုးကြိုက်တော့ဖိအပေါ်ကတူနဲ့ပါရိုက်ထူရင်တော့မကွဲဘူးတော့နဲ့တော့နဲ့ဆိုဒီကောင်ကကျတော့ကာဗွန်သားလေးဆိုတော့ကွဲသွားရောအဲ့တော့ဒီကောင်တစ်လုံးကိုနည်းနည်းမြောက်လိုက်ဒီဝါကြီးတစ်လုံးကိုကျွန်တော်9500ပေးရတယ်ဒီဝါကြီးတစ်လုံးကို9500ပေးရနှလုံးဆိုကျွန်တော်1000ဝဲကျတယ်ပေါ့နော်နှလုံးကိုကျွန်တော်1000ဝဲပဲရ1000ဝဲကျတယ်သူဒီရှက်ကိုကျွန်တော်သားရတဲ့အဖိုးတွေဒီနားမှာကျိုးရတယ်ဒီမှာအပေါ်မြောက်ဒီမှာကျိုးပြီးကြံနေခဲ့တဲ့နတ်တွေရှိတယ်အဲ့နတ်တွေကျွန်တော်သူတန်ကြီးကပ်ပြီးတော့ရင်ငန်းတော့တန်ကြီးကပ်ပြီးပြတ်သွားတာအဲ့နတ်တွေဖော်ရတဲ့အခါကြီးတော့ကျွန်တော်မရဘူးရသေးတာကျွန်တော်ဒီတစ်ခေါက်ဆိုတော့ပြောမဆိုတော့ရှုံးတယ်ပေါ့နော်ရေမော်တာတစ်လုံးပြင်တာဒီလိုတစ်ကောင်ဝဲဆိုလို့ရှိရင်4000လောက်မှအခုသာကျွန်တော်4000လောက်တော့3000ဝဲရတယ်ပေါ့နော်3000ဝဲရတော့ဝိုင်းကြီးနှလုံးဘိုးနဲ့ဒီကောင်တွေချွတ်တယ်ဒီနက်တွေချွတ်တယ်ကက်ဖိုးနဲ့တော့မကောင်းအရင်တော့ပဲကြာအခုသွားတယ်လာတဲ့အချိန်ရှုံးတော့ဒါလေးတွေစီဒီဝိုင်းကြီးလို့ခေါ်တယ်တကောင်ဝဲမှာသုံးတာဒီကာဗွန်လေးတွေအရန်နုတယ်အရင်ဖိထည့်လို့မရဘူးဒီကောင်ကတော့ကြွေသားမလို့ဒီလိုကာဗွန်သားတွေဆိုဖိလိုက်ရင်ကွဲသွားရောထည့်ရလို့လည်းအရင်ခက်တယ်ဒါပညာကြီးတောင်မရဘူးကျွန်တော်အာနာလို့လုပ်ပေးလိုက်တာအာနာတဲ့ဆုံးရှုံးမှုပေါ့နော်ဒါလေးဘူးသတာပြတာအခုဆိုရင်ကျွန်တော်ဒီမှာအပေါ်ပြရပြီအခုဆိုရင်ကျွန်တော်ဒီကောင်ရှက်ကတတ်ပြီးသွားပြီဆိုတော့ YZ ရဲ့ရှက်ရတဲ့အထိုင်ထည့်ပြီးသွားပြီဒါကျွန်တော်ဒီကောင်ထည့်တော့မှာဒီကောင်ဒီမှာထည့်လို့မရဘူးတရားထည့်လို့မရတော့ကျွန်တော်ဘယ်လိုလုပ်ထည့်လို့ရအောင်လုပ်ပါရဒီလိုအမဲစီလေးနည်းနည်းတုပ်လိုက်ဟိုလုံးဝ fit side ဖြစ်နေရဟိုအဲ့လို fit side ဖြစ်နေမှထည့်လို့ရဝင်သွားလိုက်ပြအဲ့လိုဝင်သွားတော့ဒါမျိုးလာမှာမျိုးလာတော့ဒီမှာသူ့ရဲ့တက်ဒီကောင်သူ့ရဲ့တက်နားလိုက်လား
โอ้အနီးကပြလိုက်အဲဒီတက်ကလေးထည့်ပြီးပါပြီနော်အဲ့ဒါလေးထည့်ပြီးပါပြီဆိုတော့ကျွန်တော်ဒီမှာသူ့မှာနောက်ဝင်တဲ့အပေါက်ကလေးရှိတယ်အဲ့ကောင်လေးနဲ့တန်းနဲ့ထားပြီးတော့ဒီအင်ဗာလာလေးကိုစွတ်မယ်ပေါ့နော်မာလာလို့ဒီကောင်မဟုတ်ဘူးနော်လာလို့တော့တဲ့နားရတယ်ကိုကြီးဝါလိုချင်လို့ကိုကြီးဝါမော်တာလိုချင်လို့ကိုကြီးဟောကိုကြီးဝါဖြစ်တဲ့ချင်းဆင်းလာတဲ့ချင်းချလာကြတယ်နော်မော်တာအောက်မှာပဲဟုတ်ပြီကိုကြီးလက်ဖိတ်ကြိုင်ပြန်လိုက်ရတယ်ဟာဟုတ်ကဲ့ကိုရတယ်ရပြီဟုတ်ရအဲ့တော့ဒီကောင်ကျွန်တော်ဒီကောင်ထိုင်ကြသွားပြီပေါ့နော်ထိုင်ကြသွားပြီးတော့ကျွန်တော်ဒီကောင်စတိပြခံပြီးတော့နက်ဆုပ်တော့ဒီမှာအထက်မှာဝါရှာတကွင်းပါပြီလားအဲ့ဒါကျွန်တော်ဒီကောင်နက်ဆုပ်မှာပေါ့နော်ဒါသူ့ရဲ့နက်အမလေးဒီနက်ချွတ်တော့လည်းတော်တော်ခက်ဘယ်တော့မှစက်ခွန်ခွာရှိရမှာပြန်ကြည့်ရမှာနားရထားအခုကတော့ကျွန်တော်ဒီမှာဒီနဲ့ရစ်ပြီးသွားရင်ပေါ့နော်ဒီနဲ့ရစ်ပြီးသွားရင်ပြီးပြီဒီကောင်လည်းကတ်သွားပြီပေါ့နော်ဒီမှာဒီကောင်လည်းကတ်သွားပြီဆိုတော့ရပြီโอเคပြီပေါ့နော်ဒီနဲ့ရစ်ပြီးသွားရင်ဒီကောင်ကျွန်တော်ရှေ့ကပန်းအောင်တက်ပြီးတော့စိုင်းဖို့ပဲကျွန်တော်ဒါလေးပါနော်ဘုဒ္ဓကျွန်တော်ရဲ့ YouTube ကောက်လေးကို subscriber လုပ်ပြီးတော့တောင်းဆိုပါရဗျမော်ဒန်နဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုကျွန်တော်အတွင်းကြ theory ကြအတွင်းကြတစ်ချက်ပေါင်းများစွာကိုကျွန်တော်ရဲ့ YouTube အကောင့်မှာတင်ပေးပါမယ်ဗျအားလုံးကျေးဇူးတင်ပါတယ်နော်